ငါကတော့တင်မို့ရွက်ပါပဲနေတိုင်းသာဝါစားပေးမယ်ဆိုရင်ကိုလက်စတရောကိုထိန်းချုပ်ပေးနိုင်ပြီးသွေးကြောတွေကိုတန့်စင်စေတယ်လေမဟုတ်ရင်တော့သွေးကြောပိတ်တဲ့တံကိုမင်းမဲခံရမှာနော်ငါကတော့ညောင်ဗုဒ္ဓရွက်ပါအေးမိတာချောင်းဆိုးတာနဲ့ပန်းနာရင်ကြက်ဝေဒနာတွေခံစားနေရရင်ငါ့ကိုသာဝါစားလိုက်အသက်ရှူလမ်းကြောင်းပွင့်သွားလိမ့်မယ်မဟုတ်ရင်တော့ရင်ကျက်နေတဲ့တံကိုစက်ခံယုံပဲပေါ့ငါကတော့တမာရွက်ပါစီးချိုတွေအရန်တက်နေပြီဆိုရင်ငါ့ကိုတတိယလိုက်ပါနေတိုင်းသာဝါစားပေးမယ်ဆိုရင်စီးချိုကိုထိန်းချုပ်နိုင်လိမ့်မယ်မဟုတ်ရင်တော့မင်းတောက်ရမယ့်ဆေးတွေပဲပိုတိုးလာလိမ့်မယ်နော်ငါကတော့ပြုံးတော်သိမ်းရွက်ပါဘိုက်ထဲမှာလေးလံပြီးမအီမတာဖြစ်နေရင်ငါ့ကိုဝါစားလိုက်အစာချေစနစ်ကိုကောင်းမွန်စေတယ်လေမဟုတ်ရင်တော့လေပွားတာလေထိုးတာတွေနဲ့မင်းနှပန်းလုံးနေရလိမ့်မယ်ငါကတော့မာလကာရွက်ပါဘိုက်ထဲမှာပူလောင်နေတာမျိုးတွေခံစားနေရရင်ငါ့ကိုဝါစားလိုက်အေးမြသွားစေလိမ့်မယ်မဟုတ်ရင်တော့ဘိုက်ထဲမှာတနည်းနည်းနဲ့ပူလောင်နေအောင်မှာပဲဒီဗီဒီယိုလေးကို like နဲ့ follow လုပ်ပြီးတင်ထားလိုက်ပါအောင်ပြီးတော့မိတ်ဆွေတငယ်ချင်းတွေနဲ့မျိုးတွေစီကိုလည်းသူတို့ပါဘဟုတုတရအောင်မျှဝေပေးလိုက်ပါအောင်နော်